ကဲခြေကနာလေးတကွယ်ဝါသနာရှင်တွေနဲ့အတူတိုက်နေတဲ့တငယ်ချင်းတွေထိုးနိုင်အောင်တင်ပြလိုက်ပါတယ်ပရိတ်9နဲ့ပရိတ်10နဲ့9ပရိတ်9နဲ့ပရိတ်4နဲ့9ပရိတ်6နဲ့ပရိတ်3နဲ့9ပရိတ်9နဲ့ပရိတ်10နဲ့9လေးချက်9တစ်ချက်9နှစ်ချက်9 3ချက်9လေးချက်နဲ့ပရိတ်10ပရိတ်10ဟာ3လေးချက်ရှိတယ်3လေးချက်ရှိတယ်ဒါမှလည်းဒီတစ်ချက်ပဲပြမယ်တိုက်တဲ့အတူထိုးဘာခွန်လဲဟေးသွားတော့လားဟေးသွားမှာခဏဘူးတော့လားဘာခွန်လဲရှင်နှလုံးပေါင်းနဲ့6ဝါ30နဲ့ရှင်နှလုံးပေါင်းနဲ့6ဝါခွန်နဲ့ရှင်နှလုံးပေါင်း9နဲ့6ဝါလေးနဲ့ရှင်နှလုံးပေါင်း2နဲ့6ရှင်နှလုံးပေါင်း2နဲ့ပရိတ်30ပေါ့သူတဲ့အာသနာလေးတစ်ချက်ပြန်ပြောရမယ်ဆိုလို့ရှိရင်တလုံးပိုင်နဲ့ပဋိ30တလုံးပိုင်နဲ့ပဋိ30ကိုကြည့်ကြလိုက်မယ်နှစ်လေတိုင်းနဲ့တင်းနောက်ဘိန်းနဲ့3 5လေတိုင်းနဲ့ရှင်းနောက်ဘိန်းနဲ့3 9လေတိုင်းနဲ့4နောက်ဘိန်းနဲ့3 5လေတိုင်းနဲ့ရှင်းနောက်ဘိန်းနဲ့3ရှင်းနောက်ဘိန်းနဲ့ပဋိ30ရှင်နှလုံးပေါင်း2နဲ့ပဋိ30အဲတော့ရှင်နှလုံးပေါင်း2နဲ့ပဋိ30ရှင်နောက်ဘိန်းနဲ့ပဋိ30အဲ့ဒါဒီကဏ္ဍလေးကိုကြိုက်တယ်နှစ်သက်တယ်သူထိုးနိုင်ပါတယ်ဗျာအားလုံးနှစ်သက်မှာရှင်ပြေကြပါစေ